အားလုံးပဲမင်္ဂလာရှိသောနေ့တစ်နေ့ဖြစ်ပါစေလို့ဥစွာပရဏနှုတ်ခွန်းဆက်တာအပ်ပါတယ်။ဒီကနေ့ဦးဇင်းတရားဓမ္မပေါင်းသူတော်ကောင်းတို့ကိုမျှဝေခြင်းတဲ့ခေါင်းစဉ်တွေကတော့ကိုယ့်ကိုချစ်လင်ကိုပြုပြင်ဆိုတဲ့ခေါင်းစဉ်လေးပဲဖြစ်ပါတယ်။ကိုယ့်ကိုချစ်လင်ကိုပြုပြင်တဲ့မြတ်စွာဘုရားရှင်ကိုရမကြီးမိန့်ကြားထားတဲ့စကားလေးတစ်ခွန်းရှိတယ်။အတ္ထာဤအတ္တနောနာထောမိမိကိုယ်တိုင်မိမိကအာကိုရာဖြစ်ပါတယ်တဲ့တပါးသူအရာခတ်သိမ်းအားလုံးတို့ကအာကိုရာမဟုတ်ပါဘူးတဲ့မိမိကိုယ်တိုင်မိမိအာကိုရာအစစ်ဖြစ်ပါတယ်ဒီလိုမျိုးမိန့်ကြားထားတာရှိဒီစကားလေးကိုဘာနဲ့တက်တူထင်ပြမလဲဆိုလို့ရှိရင်ဦးဇင်းတို့နေမကောင်းပဲဆိုပါစို့ဦးဇင်းတို့နေမကောင်းဘူးဆိုရင်ဆရာဝန်ရှိကိုဘာလို့ခေါ်ရလဲယောဂကုဖို့ခေါ်ရဟုတ်ရဲ့လားနော်ဒီယောဂကုဖို့ကြွားပင်မဲ့ဆရာဝန်ကဒီစေးတောက်ပါဒီຢာတွေကိုရှောင်ပါဒီຢာတွေကိုစောင့်ပါလို့သူတို့ပြောရင်မိမိကိုယ်တိုင်လိုက်လုံးမှမိမိရဲ့ယောဂပြောင်းပါလားဒါမှမဟုတ်မိမိရဲ့အိမ်မှာရှိတဲ့မိဘတွေကလိုက်လို့ပေးရင်ရောမိမိရဲ့ယောဂပျောက်သွားမှာလားတွေ့ကြည့်နော်ဖြေရရှင်းရှင်းလေးပဲမိမိကိုယ်တိုင်မိမိဒီစေးကိုတောက်မဲ့ဆရာဝန်ဆောင်ထိုင်းတဲ့အရာတွေကိုဆောင်မယ်ဆရာဝန်ရှောင်ထိုင်းတဲ့အရာတွေကိုရှောင်မယ်ဆိုရင်တော့မိမိယောဂပျောက်သွားမှာဟုတ်ရဲ့လားအဲ့တော့မိမိကိုယ်တိုင်မိမိကအားကိုးရအစစ်ဖြစ်ပါတယ်ဆိုတာကမမှန်ဘူးလားမှန်တယ်နော်ထို့အတွက်ကြောင့်ဦးဇင်းတို့တွေကမိမိမှာဖြစ်ချင်တဲ့ဆန္ဒတွေလူတိုင်းမှာကိုယ်စီရှိကြတယ်ဒီဖြစ်ချင်တဲ့ဆန္ဒတွေကိုအကောင်းထဲပေါ်ဖို့ကဘသူကပဓာနာကြလဲဆိုရင်မိမိကလည်းပဓာနာကြတယ်ကိုဖြစ်ချင်တဲ့ဆန္ဒကိုလုပ်ဖို့ကပဓာနာကြအဲ့တော့ကိုဖြစ်ချင်တဲ့ဆန္ဒကိုအကောင်းထဲပေါ်ဖို့အတွက်ထက်သန်တဲ့လုံလဝရိယတွေမိမိမှာရှိရမယ်အသိဉာဏ်အနေနဲ့ပေါင်းစပ်လိုက်မယ်ဆိုရင်မိမိဖြစ်ချင်တဲ့ဆန္ဒကခဏလေးမှအောင်မြင်မှုကိုရရှိမယ်မိမိဖြစ်ချင်တဲ့ဆန္ဒတွေပြည့်ဝမယ်ဒါဘု து အားကိုးလို့ဖြစ်လာတာလေမိမိကိုမိမိအားကိုးလို့ဖြစ်လာတာဟုတ်ရဲ့လားမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးသာကာရဝကတန်ယုတ်ပိယတုံမှာဟောထားတာတခုရှိအထာနိစ္စပိယံစညာနနံပပိယတန်ယူစေတဲ့မိမိကိုယ်ကိုမိမိချစ်တယ်ဆိုရင်တဲ့မကောင်းမှုတွေကိုမလုပ်ဘူးတဲ့မိမိကိုမိမိချစ်ရင်ဘာလို့မလုပ်တာလဲဆိုရင်မကောင်းမှုတွေကိုမလုပ်တော့ဘူးဆိုတော့ဦးဇင်းတို့တွေကမကောင်းမှုတွေလုံးနေတဲ့များကာလပတ်လုံးကဦးဇင်းတို့ကိုမချစ်သေးလို့ပဲကိုချစ်တယ်ဆိုရင်ဦးဇင်းတို့မကောင်းမှုတွေကိုရှောင်ရှားကြမှာပေါ့ဟုတ်ရဲ့လားအဲ့တော့ဦးဇင်းခေါင်းစဉ်တွေကကိုချစ်လင်ကိုပြုပြင်ဦးဇင်းတို့ကိုချစ်တယ်ဆိုရင်ကိုယ်တိုင်ပဲပြုပြင်ဖို့လိုတယ်ဟုတ်လားထားပါတော့ဦးဇင်းတို့နေပူတွေကနေပြန်လာတယ်တန်းပြီးတော့ရေချိုးရင်နေမကောင်းဖြစ်ဒါကိုမချစ်လို့ကိုယ့်ရဲ့ခန္ဓာကိုယ်ရဲ့ညှဉ်းပန်းနှိပ်စက်လိုက်တဲ့သဘောပဲအဲ့တော့မိမိဘေးကိုမိမိချစ်တယ်ဆိုရင်မိမိဘေးအရာကိုပဲလုပ်ပညာတတိဉာဏ်ရှင်ပြီးတော့လုပ်ငါရာသူ့နေရာမှာဆိုရင်ဆိုတဲ့ကိုချင်းစာတရားလေးလက်ကင်ထားပြီးတော့လုပ်ဒါကိုချစ်ရင်ကိုယ်တိုင်ပြုပြင်ပြောင်းလဲဖို့လိုတယ်မိမိကိုယ်တိုင်မိမိကိုချစ်လို့ပြုပြင်ပြောင်းလဲလိုက်မယ်ဆိုရင်မိမိရဲ့မိသားစုချမ်းသာရမယ်မိမိရဲ့မိသားစုချမ်းသာရမယ်ဆိုရင်တဖြည်းဖြည်းနဲ့မိမိနေထိုင်တဲ့ရပ်ကွက်မိမိပတ်ဝန်းကျင်မိမိရဲ့မြို့နိုင်ငံစသဖြင့်ပေါ့ဒီလိုမျိုးတဖြည်းဖြည်းနဲ့ချဲ့ကားသွားလို့ရှိရင်အရာအလုံးကအေးချမ်းမှုတွေရရှိခံစားရမှာအမှန်ပဲအဲ့တော့နံပါတ်1အရေးကြီးဆုံးကဘာလဲဆိုမိမိကိုမိမိချစ်ဖို့အရေးကြီးပါတယ်ထို့အတွက်ကြောင့်မို့ဦးဇင်းခေါင်းစဉ်တွေအတိုင်းပဲကိုချစ်လင်ကိုပြုပြင်ဆိုတယ်လို့ဦးဇင်းတို့ဒီကရမပေါင်းသူတော်ကောင်းတို့ကလည်းပဲမိမိကိုမိမိချစ်ပြီးတော့ကိုပြန်လဲပြုပြင်ပြီးတော့လောကအကျိုးတာနာအကျိုးတွေကိုစွမ်းတမတ်ထမ်းဆောင်နိုင်တဲ့ပုံကိုယ်တွေဖြစ်ပါစေလို့ဦးဇင်းကတရားအတိနဲ့မျှဝေလိုက်ခြင်းဖြစ်ပါတယ်အားလုံးလုံးစုံများစွာတတ်တော်ချမ်းသာကိုယ်စိတ်မြဲပါစေ